ဧဖေဩဝါဒစာအခန်းကြီး၄အပိုက်ငယ်7မှာခရစ်တော်ဤကိုယ်တော်ကိုတည်ဆောက်၍ဓမ္မဆရာဤအမှုကိုပြုတတ်မည်အကြောင်းတန်ရှင်းသူတို့ကိုပြင်ဆင်ခြင်းလိုငါထိုသခင်သည်လူအချို့တို့ကိုတမန်တော်အရာ၌၎င်းအချို့တို့ကိုပရောဖက်အရာ၌၎င်းအချို့တို့ကိုသာသနာပြုအရာ၌၎င်းအချို့တို့ကိုသင်အုပ်အရာဆရာအရာ၌၎င်းခန့်ထားတော်မူ၏လို့ဖော်ပြထားတာကိုတွေ့ရပါတယ်ဒီတော့သခင်ယေရှုခရစ်တော်ရဲ့ကိုယ်တော်ကိုယ်ခန္ဓာတော်ကိုအသင်းတော်ကိုတည်ဆောက်ဖို့ရန်အတွက်တဲ့ဓမ္မဆရာဤအမှုကိုပြုတတ်မည်အကြောင်းလို့ဖော်ပြထားတာတွေ့ရတယ်ခရစ်တော်ရဲ့ကိုယ်ခန္ဓာအသင်းတော်ကိုတည်ဆောက်ဖို့ရန်အတွက်ဓမ္မဆရာတွေအများကြီးလိုတာမဟုတ်ဘူးဓမ္မဆရာအမှုကိုဆောင်ရွက်တတ်တဲ့သူတွေလိုတာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ကဘာလဲဆိုရင်ခရစ်တော်ရဲ့ကိုယ်ခန္ဓာအသင်းတော်ကိုတည်ဆောက်ဖို့ရန်အတွက်ဓမ္မဆရာတွေအများကြီးကိုကျွန်တော်တို့စုစည်းထားတယ်ဒီနှုတ်ဘတ်တော်ကိုကျွန်တော်ကြည့်တဲ့အခါမှာဓမ္မဆရာတွေအများကြီးနဲ့ဓမ္မဆရာအမှုကိုပြုတတ်မည်အကြောင်းဆိုတဲ့အရာကမတူဘူးဆိုတာကိုတွေ့ရတယ်တချို့ကကျမ်းစာကြောင်းဆင်းပြီးတော့ဓမ္မဆရာလို့အခေါ်ခံရတဲ့သူတွေလူသိများတဲ့သူတွေဖြစ်ပေမဲ့ဓမ္မဆရာအမှုကိုမပြုတ်တတ်သောသူတွေလည်းများစွာရှိတယ်တချို့ကကျမ်းစာကြောင်းမဆင်းထားပေမဲ့ဓမ္မဆရာလို့လူအများကမသိပေမဲ့လက်မခံပေမဲ့မခေါ်ဝေါ်ပေမဲ့တာမန်ယုံကြည်သူတယောက်ဖြစ်တော်လေဓမ္မဆရာအမှုကိုပြုတ်တတ်တဲ့သူတွေလည်းကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအများကြီးရှိနေတယ်ဆိုတာကိုကျွန်တော်တို့သတိပြုဖို့ရန်အတွက်လိုပါတယ်ဒါကြတဲ့ခရစ်တော်ရဲ့ကိုယ်ခန္ဓာအသင်းတော်ကိုတည်ဆောက်ဖို့ရန်အတွက်ဓမ္မဆရာတွေထက်ဓမ္မဆရာအမှုကိုပြုတ်တတ်သောသူဖြစ်ဖို့ရန်အတွက်အရေးကြီးပါတယ်တချို့ကဓမ္မဆရာတော့မဟုတ်ပေမဲ့ဓမ္မဆရာအမှုကိုပြုတ်တတ်တယ်တချို့ကဓမ္မဆရာဆိုပေမဲ့ဓမ္မဆရာအမှုကိုမပြုတ်တတ်ဘဲနဲ့လှုပ်ချင်တာလုပ်နေတဲ့သူတွေလည်းရှိတယ်ဒီအရာကိုကျွန်တော်တို့ပိုင်းခြားနားလည်ဖို့ရန်အတွက်အရေးကြီးပါတယ်ပြီးတော့နောက်ကဘတ်တော်မှာဗာဆက်ပြောလဲဆိုရင်ဓမ္မဆရာအမှုကိုပြုတ်တတ်ဖို့ရန်အတွက်တဲ့တန်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလိုငါလို့ပြောတယ်အဲ့တော့ဓမ္မဆရာအမှုကိုပြုတ်တတ်ဖို့ရန်အတွက်တဲ့ဘယ်လိုလူတွေလဲဆိုတော့တန်ရှင်းတဲ့သူတွေတန်ရှင်းခြင်းဆိုတဲ့အရာကိုတော့ကျွန်တော်တို့အမျိုးမျိုးအနက်တိတ်ပဲဖွင့်ကြပေမဲ့ဒီသူတန်ရှင်းခြင်းဆိုတဲ့အဓိပ္ပာယ်ကတော့တနည်းအားဖြင့်ထူးခြားသောသူဖြစ်တယ်သူတစ်ပါးထက်ထူးခြားတဲ့သူဖြစ်တယ်အဲ့တော့တခြားသောသူတွေထက်ထူးခြားတဲ့သူတွေကိုစုစည်းပြီးတော့မှသူတို့ကိုပြင်ဆင်ပေးဖို့ဖြစ်တယ်။ဘာအတွက်ပြင်ဆင်ပေးမှလဲဆိုတော့ဓမ္မဆရာအမှုကိုပြုတ်တတ်ဖို့ရန်အတွက်သူတို့ကိုပြင်ဆင်ပေးဖို့လိုတယ်။အဲ့ဒီလူတွေကိုပြင်ဆင်ပြီးတော့မှအချို့သောသူတွေကိုတမန်တော်အရာတချို့သောသူတွေကိုပရောဖက်အရာတချို့သောသူတွေကိုသာသနာပြုအရာတချို့သောသူတွေကိုသင်အုပ်အရာတချို့သောသူတွေကိုဆရာအရာမှာအသီးသီးခန့်ထားဖို့ရန်အတွက်ဖြစ်တယ်။ဆိုတော့ဒီအမှုတော်ဆောင်ခြင်းတွေကခေါ်တဲ့ခေါင်းစဉ်မတူပေမဲ့ကျွန်တော်အင်္ဂါချင်းတွေပဲဖြစ်ကြပါတယ်။သာသနာပြုတဲ့သူကသာသနာပြုတဲ့အရာမှာဖျားပေးတဲ့စုကျေးဇူးနဲ့ကောင်းမွန်စွာသာသနာပြုနိုင်တော်သူဖြစ်တယ်။ဒါပေမဲ့သူကသာသနာပြုတဲ့အတွက်ပဲသူ့ကိုပြင်ဆင်လေ့ကျင့်သင်ကြားပေးထားတဲ့အတွက်ကြောင့်အဲ့ဒီအပိုင်းမှာပဲသူကကျွမ်းကျင်တယ်။သာသနာပြုတဲ့သူကအသင်းတော်မှာသင်းအုပ်လုပ်တဲ့အခါမှာအဆင်မပြေတော့ဘူး။သင်းအုပ်လုပ်တဲ့သူကလေသာသနာပြုတဲ့နေရာမှာသူမကျွမ်းကျင်တော့ဘူးမတူညီတဲ့အစုကျေးဇူးတွေဖြစ်တယ်ဒါကိုတူဦးနဲ့တူဦးကအပြန်အလှန်ဖြစ်ဆွဲနားလေပေးဖို့ရန်အတွက်အမတန်အရေးကြီးတယ်ဆိုတာကိုလည်းဒီနေရာကနေပြောပြပေးချင်ပါတယ်တခါတည်းခရစ်တော်ရဲ့ကိုယ်ခန္ဓာထဲမှာရှိတဲ့လုံဖို့ဆောင်ပိုင်းအင်္ဂါချင်းတွေကတယုံဆရာကအေဝလိဆရာကိုမကြည့်ဘူးကြည့်မရဘူးအေဝလိဆရာကလည်းတယုံဆရာကိုအေဝံဂလိမလှုပ်လို့ဆိုပြီးတော့မှကြည့်မရဘူးအပြန်အလှန်တွေကျွန်တော်နားလည်မှုတွေလွဲတတ်ကြတယ်ဒီຢာတို့တက်ဘာပဲဆုံးရှုံးလဲဆိုရင်ဘုရားသခင်ရဲ့အမှုတော်ဆုံးရှုံးပါတယ်ဆုပ်ယုပ်ပါတယ်ဒါကြောင့်ဒီနေ့တန်ရှင်းသူတို့ကိုဓမ္မဆရာအမှုကိုပြုတတ်ဖို့ပြင်ဆင်တဲ့အခါမှာ
မတူမီပဲကွဲပြားခြားနားသွားတဲ့အမှုတော်ဆောင်ခြင်းအပေါ်မှာတယောက်နဲ့တယောက်ကျွန်တော်တို့အပြန်အလှန်နားလည်မှုများရှိဖို့ရန်အတွက်အရေးကြီးတယ်ဆိုတာကိုဒီနေရာကနေဖော်ပြပေးခြင်းနဲ့တချို့သောယုံကြည်သူတွေကတော့ဒီမှာဖော်ပြထားတဲ့ဓမ္မဆရာအမှုလို့ပြောတဲ့သာသနာပြုခြင်းလည်းမဟုတ်ဘူးသင်းဥရာလည်းမဟုတ်ဘူးဆရာလည်းမဟုတ်ဘူးပရောဖက်လည်းမဟုတ်ဘူးသာသနာပြုရာမှာလည်းမဟုတ်ဘူးသို့တော့တာမန်ယုံကြည်သူအချို့မှာလည်းသူတို့မှာရှိတဲ့ဆုတောင်းခြင်းအပြင်သူတို့မှာရှိတဲ့ဒီနေ့လူတွေကိုစော်ဩခြင်းအပြင်တချို့ကသူတို့မှာရှိတဲ့ဘုရားခင်ပေးထားတဲ့ကောင်းကြီးအလူငွေအပြင်သာသနာမြတ်ထဲမှာတောင်းတနေရာကနေပါဝင်နေတဲ့သူတွေလည်းရှိတယ်ဆိုတော့သူတို့ကိုလည်းကျွန်တော်တို့အတိအမှတ်ပြုပေးဖို့ရန်အတွက်လိုတယ်လက်တွဲလှုပ်ဆောင်ဖို့ရန်အတွက်လိုတယ်ဆိုတာကိုဒီကနေ့ဒီနေရာကနေပြီးတော့မှယုံကြည်သူညီကိုမောင်နှမတွေကိုမျှဝေပေးချင်ပါတယ်